လူမှုဘဝတွေရှင်လန်းတက်ကြွနေတဲ့တာဝီထီမျိုးတွေမှာလူတွေလေးစားချစ်ခင်ရတော့တာမန်သူမဟုတ်တဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်။သူ့နာမည်ကတော့အနာသပင်သူထေးကြီးမြတ်ဖြစ်ပါတယ်။သူဟာစီးစိမ်ချမ်းသာမှုအပိုင်းမှာလည်းအမြင့်ဆုံးမှရှိပြီးစေတနာအနေနဲ့လည်းလူတိုင်းထက်တာလွန်ထူးချွန်သူဖြစ်ပါတယ်။သူ့အိမ်တကားမှာဆိုရင်စင်းရဲသူတွေအကူအညီလိုသူတွေနဲ့ဖယ်တော့မှလည်းမပြတ်လက်ထဲဘူးပါဘူး။သူပေးကမ်းလူတန်းနဲ့အစားအစာအဝတ်ထည်တွေကြောင့်လူအများရဲ့ဘဝတွေဟာအလင်းရနေခဲ့ကြပါတယ်။ဒါကြောင့်ပဲလူတွေကသူ့ကိုမိခိုရာကင်းမဲ့အနေနဲ့မရှိစင်းရဲသားတွေကိုကြွေးမွေးပေးသူဆိုတဲ့အဓိပ္ပာယ်နဲ့အနာသပိန်တွေကလို့ခေါ်ကြပါတယ်။ဒါအပြင်သူဟာဗုဒ္ဓဘာသာနာမှာအလွန်ကြီးမားတဲ့အရာတစ်ခုကိုဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ဇေတဝန်ကျောင်းတော်ကိုရွှေပြားတွေနဲ့မြေပြင်တစ်ခုလုံးကိုဖုံးအုပ်ပြီးဝဲယူလူရန်ခဲ့တာပဲဖြစ်ပါတယ်။သူဟာဇေတဝန်ကျောင်းတော်ကိုအပီးစီလူရန်နိုင်ရန်အတွက်54ကရက်တန်ဖိုးရှိတဲ့ဥစ္စာကိုသာသနာကရက်စွန့်လွတ်လူရန်ခဲ့ပါတယ်။ဒါဟာတာမန်လူတယောက်မလုပ်နိုင်တဲ့အလွန်ကြီးမားတဲ့ဒါနဖြစ်ပါတယ်။ဒါပေမဲ့ကောင်းမှုအကြီးကြီးလုပ်နိုင်သူတယောက်ကိုလောကကြီးကစမ်းသပ်မှုမပေးဘူးလား။မင်္ဂလာပါဓမ္မမိဆွေတို့ရေဒီနေ့မှာတော့ဘုရားဖျားရှင်လက်ထက်တော်ကအင်းဆောင်နတ်ကိုတော်အင်းကနေနှင်းထုတ်လိုက်တဲ့အနာထပိန်တထေးကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားရင်အဆုံးထိကြည့်ရှုပေးသွားကြပါနော်ဓမ္မမိဆွေတို့ရေဇေတဝန်ကျောင်းတော်မှာဖျားရှင်နေထိုင်တော်မူစဉ်အခါကအနာထပိန်တထေးကြီးဟာကျောင်းတော်နေတိုင်းတစ်နေ့3ချိန်ကြီးတိမနာမနေသွားရောက်စီးကပ်တတ်ပါတယ်။အဲ့ဒီလိုသွားတဲ့အခါမှာလေအခြားသူတွေနဲ့မတူတာတစ်ခုကလက်ပလာနဲ့တစ်ခါမှမသွားဘူးချင်းပဲဖြစ်ပါတယ်။မနေ့ဆုံးစောသွားရင်သူဟာယာကူတွေပြင်ဆင်ပြီးဖျားရှင်နဲ့တန်ဃာတော်များထံယူသွားတတ်ပြီးနနက်စာစားပြီးချိန်သွားတဲ့အခါမှာလေထောပတ်စီဆေးဝါးအမျိုးမျိုးကိုယူပြီးနောက်တစ်ချိန်သွားတတ်ကညချမ်းအချိန်မှာလေပန်းနန့်သားအဝတ်ထည်များယူပြီးတတိယအချိန်သွားရောက်လှူဒါန်းလေရှိပါတယ်။တာမဏေငယ်တွေနဲ့ညဟန်းငယ်တွေကတော့အနာထပိန်တထေးကြီးလာတဲ့အခါတိုင်းဒီနေ့ဘာလူလာမလဲဆိုပြီးသူ့လက်ကိုကြည့်နေတတ်ကြတယ်။အနာထပိန်တထေးကြီးအတွက်လှူဒန်းခြင်းဆိုတာအသက်ရှူနေရသလိုဘယ်တော့မှမပြတ်လက်ခဲ့ဘူးပါဘူး။ဒါပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့သူ့စည်းစိမ်တွေလည်းတဖြည်းဖြည်းကုန်ခန်းလာသေးပါတော့တယ်။အဲ့ဒီလိုစည်းစိမ်ကုန်ခန်းလာတဲ့အခါမှာအနာထပိန်တထေးကြီးဟာသူ့စီကနေငွေချေးယူထားတဲ့လူတွေထံကငွေသွားတောင်းပေမဲ့သူတို့လည်းပြန်မဆက်နိုင်သေးပဲဖြစ်နေကြပါတယ်။အရင်တုန်းကမြစ်ကမ်းနားမှာမှုတ်ထားတဲ့ဥစ္စာတွေလည်းကမ်းဖြူပြီးတမှုလျာတဲ့ပါသွားတဲ့အတွက်တပြားအချက်မှမရရှိပဲဖြစ်သွားရပါတယ်။ဂုံသွေမှုတွေကလည်းအစင်မပြေချေးထားတဲ့ပတ်စံတွေလည်းမရမြုပ်ထားတဲ့ပတ်စံတွေလည်းမြောက်နေနောက်ဆုံးမှာတထေးကြီးဟာဆင်းရဲသူတူဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူ့စိတ်ကပြောင်းလဲမသွားသလိုသူ့ယုံကြည်မှုကလည်းနည်းနည်းလေးမှမလျော့သွားခဲ့ပါဘူး။တထေးကြီးဟာအရင်လိုကရီးကြီးမအလူမလူနိုင်တော့ပေမဲ့ဆန်ကွဲ့စွမ်းပွင့်ရီဟင်းဒီလိုရိုးရိုးရှင်းရှင်းနဲ့အစားအသောက်တွေကိုသာဆက်လက်လူလန်းနေခဲ့ပါတယ်။ဒီနေ့မှာအနာတပိန်တထေးကြီးကိုဖျားရှင်ကဒါရကကြီးအလူတွေအရင်လိုလူရမ်းနိုင်သေးရဲ့လားလို့မေးတော်မူလေသည်။တထေးကြီးကလည်းလူတော့လူပါသေးတယ်ဖျားဒါပေမဲ့အခုကအရင်လိုမဟုတ်တော့လို့တင်းငယ်တဲ့လူရမ်းမှုတွေကိုသာလူရမ်းနိုင်မှာတော့တယ်မြတ်စွာဘုရားလို့ပြန်လဲလျှောက်ထားလိုက်လီတော့ဖျားရှင်ကဒါရကကြီးစိတ်တာမုံမြတ်ရင်အလူမှာသေးတယ်ကြီးတယ်ဆိုတာမရှိဘူး။သင်ဟာအလွန်သီလဖြူစင်တဲ့အရိယာပုဂ္ဂိုလ်တွေကိုလှူဒန်းခွင့်ရနေတာဟာအယံကံကောက်တယ်။ငါဖျားပါရမီဖြည့်နေစဉ်အခါမှာဘဝတစ်ခုမှာဝေလာမပုံနာကြီးဖြူဖူးခဲ့ပြီးအဲ့ဒီအချိန်တုန်းကငါဟာဇန်ဘူဒီပါတကျွန်းလုံးကိုကြီးမားတဲ့အလူရန်ဒီပေးကမ်းလူရန်ခဲ့ပြီမဲ့တရဏဂုံတီးတဲ့လူတယောက်တောင်မှငါလူရန်ခွင့်မရခဲ့ဘူးအလူကံပုဂ္ဂိုလ်တွေဆိုတာအင်မတန်မှရခဲ့တယ်ဒါရကကြီးသင်ကတော့တီလာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အရိယာပုဂ္ဂိုလ်တွေကိုနေတိုင်းလူရန်ခွင့်ရနေတယ်ဒါကြောင့်မိမိအလူကိုသေးငယ်တယ်ဆိုပြီးမမှတ်ယူလိုက်နဲ့လို့မိန့်တော်မူလိုက်ပါတယ်အနာကပိန်တထေးကြီးဖျားရှင်ထံကတရားတော်နာယူပြီးနောက်အိမ်တို့ပြန်သွားကအခန်းထဲမှာတရားအကြောင်းကိုတယောက်တည်းစဉ်းစားနေလေသည်ထိုအချိန်မှာတထေးကြီးအိမ်တကားမှာနေနေတဲ့တကားဆောင်နတ်ကြီးဟာဖျားအားဆသောယဟန်တော်များတထေးကြီးအိမ်တို့ကြွလာရင်ယဟန်တော်ရဲ့သီလအရှိန်ရောက်တကားအပေါ်မှာမနေရပဲအမြဲတမ်းတကားအောက်တို့ဆင်းပေးနေရတဲ့အတွက်အလွန်စိတ်ဆင်းရဲနေတော်လေသည်
အရင်တုန်းကအနာထပိန်တထေးကြီးကိုထိုအကြောင်းပြောချင်ခဲ့ပြီမဲ့သူ့ပတ်စံနဲ့သူအလှူလုပ်နေတာပဲလို့တွေးကမပြောပြခဲ့ပဲအခုလိုတထေးကြီးစင်းရမ်းနေတဲ့အချိန်မှာသွားပြောရင်သူစကားကိုတထေးကြီးနားခံလိမ့်မယ်လို့တွေးကညအညွေအချိန်မှာကောင်းငင်ပေါ်မှာရက်ကတထေးကြီးကိုထင်ပြလေသည် ထိုအခါတထေးကြီးသည်နတ်သားအားတင်ဘသူလဲလို့မေးမြန်းလီရာနတ်သားကငါဟာတင်တထေးရဲ့အိမ်တကားဝမှနေတဲ့နတ်ထွေသည်တင့်အားဆုံးမရန်အတွက်လာခဲ့ခြင်းဖြစ်သည်ဟုပြောလေသည်တထေးကြီးကလည်းဒါဆိုရင်ဆုံးမပါလို့ပြန်ပြောလိုက်လီရာနတ်သားကလည်းတထေးကြီးတင်ဟာရှေးရေးကိုမကြည့်ပဲယဟန်ဂေါရမ၏သာသနာတော်၌ပစ္စည်းဥစ္စာများကိုစွန့်ကြဲလူဒန်းခဲ့တဲ့အတွက်အခုလိုဆင်းရဲသွားရခြင်းဖြစ်သည်နောက်ရက်အနှင်းငယ်ကြာရင်အဝတ်အစားနေတောင်မရှိဘဲဖြစ်သွားလိမ့်မယ်တင့်အားယဟန်ဂေါရမကိုလူဒန်းခြင်းဖြင့်ဘာအကျိုးရှိမှာလဲကုံသွဲကုံရောင်းလုကစီးဝါးရေးတွေစလုပ်ပြီးတော့လို့ဆုံးစကားပြောကြလိုက်လေလီနတ်သား၏စကားအဆုံးမှာတထေးကြီးကတင်ပြောတဲ့ဆုံးမစကားဆိုတာဒါကိုပြောတာလားဒီစကားကိုမင်းတို့တကားဆောင်နတ်တယောက်ကပြောเสียမလို့ဘူးဖះရှင်နဲ့ယဟန်တန်ဃာတွေကိုမကြည်ညိုတဲ့တင်လိုနတ်အားငါအိမ်မှာနေလို့ဘာမှအကျိုးမရှိဘူးအခုချက်ချင်းငါအိမ်ကနေအမြန်ဆုံးထပ်သွားလိုက်ပါလို့နတ်သားအားအိမ်ကနှင်းထုတ်လိုက်လေသည်ထိုအိမ်ဆောင်နတ်လေတောတာပန်အရိယာဖြစ်သောအနာသပိန်တထေးကြီးရဲ့စကားကိုမလွန်ဆန်နိုင်ပဲသားသမီးတွေကိုခေါ်ယူကာတထေးကြီးအိမ်ကနေထွက်လာကြပြီးတခြားနေရာတစ်ခုမှနေထိုင်မှုလုပ်ပေမဲ့နေစရာနေရာရှားမရပဲဖြစ်နေလို့နောက်ဆုံးမှာတော့တထေးကြီးအားတောင်းပန်ပြီးအရင်နေရာမှာပြန်နေရန်စဉ်းစားရည်သည်ဒါပေမဲ့သူတယောက်တည်းမတွားရတဲ့အတွက်မျိုးဆောင်နှထန်တွားပြီးသူလုပ်ခဲ့တဲ့အမားကိုပြောပြလိုက်ကသူနဲ့အတူအနာထပိန်တထေးကြီးထံလိုက်ခဲ့ဖို့တောင်းဆိုလီအားထိုအခါမျိုးဆောင်နှသည်ထိုနှစ်သားအားတင်ဟာမသိလျော်သောစကားကိုပြောခဲ့တာလေဒီလိုဆိုရင်ငါလည်းတထေးကြီးရဲ့အိမ်သို့မလိုက်ရဲဘူးလို့ပြောကညှင်းဆန်လွတ်လိုက်လေသည်မျိုးဆောင်နှထံကအငင်းခံလိုက်တဲ့အခါမှာထိုနတ်သားသည်နတ်မင်းကြီး၄ယောက်ထံသို့တွားပြီးထပ်မံတောင်းဆိုလျာနတ်မင်းကြီး၄ဦးလည်းညှင်းဆန်လိုက်ကြလေသည်ဒါနဲ့အဲ့ဒီနတ်သားလည်းသူ့လောက်ရက်ကဘလောက်ထိကြီးသွားမှန်းတီးသွားခဲ့ပြီးနောက်ဆုံးအနေနဲ့တကြားမင်းထံတွားပြီးဖြစ်ကြောင်းကုံစင်ပြောဆိုလိုက်လေတော့သည်ထိုအခါတကြားမင်းနာဒီအတိုင်းဆိုရင်ငါလည်းတင်နဲ့အတူတထေးကြီးထံမလိုက်ရဘူးဒါပေမဲ့တထေးကြီးကိုတောင်းပန်ရမယ့်နီးလန်းကိုတင်အားပြောကြားပေးနိုင်သည်ဟုဆိုလေရာဒါဆိုရင်မိန့်တော်မူပါလို့တကြားမင်းအားတောင်းဆိုလေသည်ဒီနေရာမှာစကားချက်အနေနဲ့ပြောချင်တာကတော့တကြားမင်းအပါအဝင်တန်ကိုကြီးတဲ့တခြားနတ်တွေကဘာလို့တထေးကြီးထံမလိုက်ရဲကြတာလဲအိမ်ဆောင်နတ်ဟာတထေးကြီးလိုယရနာ၃ပါးပေါ်မှာအသက်ထတန်ဖိုးထားတဲ့အရိယာသောတာပန်ပုဂ္ဂိုလ်ရှိမှာဖယားရှင်နဲ့ယဟန်တွေကိုစော်ကားတဲ့စကားတွေပြောကြခဲ့တဲ့အတွက်တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေထက်ကြတဲ့တကြားမင်းနဲ့နတ်မင်းကြီးတွေဟာတထေးကြီးနဲ့အတူမျက်နှာချင်းဆိုင်ပြီးမပြောရကြတာဖြစ်ပါတယ်ဒါဟာဖယားရှင်ရဲ့တပြည့်တွေထက်ကြတဲ့အရိယာပုဂ္ဂိုလ်တွေရဲ့ဂုံစွမ်းအားပဲဖြစ်ပါတယ်ခုနအကြောင်းကိုပြန်ဆက်ရရင်ထိုအခါတကြားမင်းသည်အိမ်ဆောင်နတ်အားအကြံပေးသည်မှာအနာထပိန်တထေးကြီးရဲ့စရင်ကိုင်းအသွင်ဖြန့်စင်းကတထေးကြီးစီကလူတွေချီးယူကြထားတဲ့18ခုတိသောဥစ္စာကိုမိမိတန်ကိုးနဲ့စောင့်ယူကအနာထပိန်တထေးကြီးရဲ့ဗန္ဒအတိုက်မှာတွားထည့်လိုက်ပါနောက်ပြီးသမှုတရားထဲမှာမျောပါသွားတဲ့18ခုတိသောဥစ္စာတွေကိုလည်းတန်ကိုးနဲ့တဲဆောင်ကနောက်ထပ်ပိုက်ရှင်မရှိပဲသမှုတရားထဲမှာမုတ်နေတဲ့ဥစ္စာ18ခုတွေကိုလည်းအပေါ်အနေနဲ့ယူဆောင်ပေးကတထေးကြီးရဲ့ဗန္ဒတိုင်မှာထည့်ထားပြီးလျက်တထေးကြီးအောင်တင့်ရဲ့အမားကိုခွင့်လွတ်ပေးရန်တောင်းပန်ကြော့လော်ဟုပြောကြားလိုက်လေသည်အိမ်ဆောင်နတ်လည်းတကြားမင်းပြောတဲ့အတိုင်းအားလုံးလုပ်ပေးက54ခုတည်သောဥစ္စာကိုတထေးကြီးရဲ့ဗန္ဒတိုင်မှာထည့်ထားပေးကတထေးကြီးတန်သို့တွားရောက်လျက်မိမိအမားကိုဝန်ချတောင်းပန်လေသည်အနာထပိန်တထေးကြီးလည်းနတ်သားရဲ့အဖြစ်ကိုချက်ချင်းခွင့်လွတ်မပေးသေးပဲဖျားရှင်တို့ခေါ်ဆောင်သွားပြီးနတ်သားရဲ့အမားကိုဖျားရှင်အားလျှောက်ထားလိုက်လေသည်ထိုအခါအိမ်ဆောင်နတ်သားသည်ဖျားရှင်ရဲ့ခြေတော်ကိုမိမိဦးကောင်းနဲ့ခိကာဘုံတော်မူတော်မြတ်စွာဘုရားတပည့်အိုသည်အလွန်မိုက်မဲတွေ့ပေချမ်းကြောင့်အရှင်ဖျားနဲ့တကွယရနာ၃ပါးရဲ့အကျိုးကိုမသိပဲမိုက်မဲသောစကားကိုပြောဆိုမိပါတယ်တပည့်တော်အားတီးကန်းခွင့်လွတ်တော်မူပါဖျားလို့ဖျားရှင်ကိုတောင်းပန်ပြီးလျင်တ
တထေးကြီးအားလည်းတောင်းပန်ကြော့လေသည်ထိုအခါဖျားရှင်ကအိမ်ဆောင်နှင့်တထေးကြီးတို့ကိုတရားဟောကြားတော်မူသည်မှာမကောင်းမှုကံဟာအကျိုးမပေးသေး၍ကောင်းတယ်လို့မြင်တတ်သည်ကောင်းမှုကံလည်းအကျိုးမပေးသေး၍မကောင်းတယ်လို့မြင်တတ်သည်အချိန်ရောက်လာတဲ့အခါကံအကျိုးဟာမလွဲမသွေပေါ်လာမှဖြစ်သည်လို့မိန့်တော်မူလေသည်ဗုဒ္ဓမြတ်စွာရဲ့တရားတော်ကိုကြားနာရပြီးတဲ့နောက်အိမ်ဆောင်နှင့်သားလည်းအရိယာသောတာပန်ဖြစ်သွားခဲ့လေသည်ဒီဇလန်းလေးကပေးတဲ့သင်ခန်းစာကတော့ကောင်းမှုဟာချက်ချင်းအကျိုးမပေးနိုင်ပေမဲ့တနည်းမှာမလွဲမသွေပြန်လာမှာပဲဖြစ်ပါတယ်စင်ရဲမှုထဲမှာတောင်ယုံကြည်မှုကိုမလွတ်တဲ့သူဟာအနန္တကယ်အောင်မြင်တော်သူတစ်ယောက်ဖြစ်ပါတယ်ဒါနဟာငွေကိုရော့စေတယ်လို့ထင်ပေမဲ့တကယ်တော့ဘဝကိုမြင်တင်ပေးပါတယ်နောက်ဆုံးမှာအနာထပိန်တထေကြီးဟာငွေကြေးကြီးမားမှုကြောင့်မဟုတ်ဘဲမပြိုလဲသောစတာမလျော်သောဒါနတို့ကြောင့်သမိုင်းထဲမှာမပြောက်နိုင်တဲ့နာမည်တစ်ခုအဖြစ်နဲ့ကြံရစ်ခဲ့တာဖြစ်ပါတယ်ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဓမ္မဇလန်းအမျိုးမျိုးကိုနားထောင်ခြင်းရင် channel လေးကို subscribe လုပ်ပြီးသွားကြပါနော်နောက်ထပ်ဗီဒီယိုအသစ်တွေမှာလည်းထပ်မံဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ